တွေးကလူကိုလေးစေတာစိတ်ကိုလေးသွားတာကြောင့်အတွေးမှန်တယ်များလေမကောင်းတဲ့အတွေးဆိုရင်ခေါင်းထဲကိုမထားရဘူးထုတ်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာကိုယ်အတွေးကိုမသိလို့ तू ကတွေးနေတာအတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူးဟုတ်ရလားတရားအားထုတ်နေထိုင်ကြည့်ပါလားတရားထိုင်တဏှာရီလောက်တရားထိုင်ဟိုတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုသားသမီးစိတ်မချနဲ့ဟိုငါသွားရင်ငါအိမ်ကသမီးလေးဘယ်လိုလုပ်မလဲမြည်လေးဘယ်လိုလုပ်တရားထိုင်နေနဲ့အတွေးတွေနဲ့ပတ်ချလဲတဏှာရီ45မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကသတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့15မိနစ်ပဲကျန်တော့ငါတွေးနေပါလားလို့သိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလားရှိတော့အတွေးဆိုတာသိရမှာသိရင်မတွေးတော့မသိလို့တွေးနေတာအဲ့တော့မသိဘဲနဲ့တွေးနေတဲ့အတွေးမှားတွေများခေါင်းထဲမှာထည့်ထားရင်အတွေးမှားရင်ဝေးသွားပြီးတော့စိတ်ကိုလေးသွားတော့ဒါမှမဟုတ်ပစ္စည်းဝိတ္ထုကိုထမ်းထားရင်ရုပ်လေးတယ်တဲ့ပစ္စည်းဝိတ္ထုကိုထမ်းရင်ဆိုင်အကြီးပကုံးပေါ်ထမ်းတာလေးလားမလေးဘူးလားအတွေးမှားကိုထမ်းထားရင်စိတ်လေးတယ်အတွေးကိုထမ်းထားရင်စိတ်လေးပါလေဒါကြောင့်အတွေးတွေထမ်းမထားရဘူးဘုန်းကြီးဇင်းစတိုရီထဲမှာလာတဲ့မဟာယာနဗုဒ္ဓဇင်ကစတိုရီလေးပုံမြင်လေးတစ်ခုခဏခဏပြောဖို့ပါတယ်ကိုရီးယားဘုန်းကြီး2ပါးမဟာယာနဘုန်းကြီး2ပါးခရီးအတူတွားကြတာခရီးတူတွားတော့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာရေစည်းတန်တဲ့ချောင်းတစ်ချောင်းရှိတယ်အဲ့ဒီချောင်းကိုဖြတ်တော့ချောင်းဘေးနားမှာအဲ့ဒီချောင်းကိုကူးဖို့ခက်ခဲဖြစ်နေတဲ့ဒကမတယောက်တွေ့အမျိုးသမီးတယောက်ဒကမလည်းရေစည်းတန်တော့မကူးရဲ့မကူရတော့အကူကြီးတောင်းဖို့ကြတော့လေဘူးမလာဘူးတော်တယ်ဆိုဘုန်းကြီး2ပါးဖြတ်တာရှင်ဘုရားအားနာပါတယ်ဖေဟာတပည့်တော်အကူကြီးပေးပါဟိုဘက်ကူးဖို့ခက်ခဲနေလို့ပါဖေဟာဆိုဘုန်းကြီး2ပါးကလည်းဝိနည်းရလည်းရှိတော့သူ့ကိုကြည့်သူ့ကိုယ်သူကြည့်နေနဲ့အင်တင်တင်လုံးအဲ့တော့ဒီဘက်က2ပါးကဲမထူပါဘူးဖေဟာဒုက္ခရောက်နေတပည့်တော်ပဲအာဘသိခံပြီးကူးပေးပါမယ်ဒကမဘုန်းကြီးကိုကြောပို့ပါဆိုဂုံးပို့ပြီးတော့ဒကမကိုကူးပေးလိုက်တယ်ဟုတ်ဘက်ကံကိုပဲပြီးတော့အဲ့ဒီဒကမလမ်းဟိုဘက်ကမှထားပြီးတော့ဘုန်းကြီး2ပါးခရီးဆက်တော့လမ်းတစ်လျှောက်လုံးအဲ့ဒါဒီဘက်ကဘုန်းကြီးကပေါက်ဖောက်တာအပြစ်တွေပြောတာကိုတော့ဘုန်းကြီးဖြစ်ပြီးတော့ဘာဖြစ်လို့ဒကမအဲ့လိုပိုးရတာရှင်ပြအာဘသိမှမကြောက်ဘူးလားရှင်ပြမကောင်းဘူးဖေဟာအမြဲတမ်းတပြစ်တောက်ပြောတာတလန်းလို့ဒီဘက်ကဘုန်းကြီးကသူ့ပြစ်နေတော့ဘာပြန်မပြောအဲ့ဒါနောက်တစ်ပတ်တစ်ခါထပ်တွေ့တော့ဒီဘက်ကဘုန်းကြီးကပြောပြန်ရှင်ပြနော်အဲ့တုန်းကဒကမကြောပို့ပြီးဟိုဘက်ပို့တာမကောင်းဘူးနော်တပည့်မပြောချင်လို့ဆိုတစ်ပတ်တော့တခါပြန်ပြောဒီဘက်ကဘုန်းကြီးကသူ့ပြည့်နေသူမပြောနောက်တစ်လားလောက်နေတဲ့တခါတွေ့တယ်ရှင်ဘုရားနော်အဲ့ဒီတုန်းကဒကမပိုးတာမကောင်းဘူးတပည့်တော့မပြောချင်ဘူးဖရာပြောတော့မယ်တလားနောက်တခါ6လလောက်နေတခါထပ်တွေ့တယ်ရှင်ဘုရားတပည့်တော့မပြောချင်ဘူးဖရာတဲ့အဲ့ဒီတော့ကအရှင်ဘုရားဒကမကြောပို့ပြီးတော့ဟိုဘက်ကပို့သွားတာမကောင်းဘူးဖရာ6လအထိလည်းပြောလို့မပြီးဘူးနောက်တစ်နှစ်လောက်နဲ့တခါထပ်တွေ့တော့အရှင်မြတ်တပည့်တော်မပြောချင်ဘူးဗျာမပြောချင်ဘူးလားပြောတာတစ်နှစ်တော့အထိပြောလို့မပြီးသေးတော့အဲ့ဒါဒီဘက်ကဘုန်းကြီးကဟိုတုန်းကဘာမှမပြောတစ်နှစ်ကျော်တဲ့အထိ तू ပြောလို့မပြီးသေးတော့ပြန်ပြောတယ်ရှင်ဗျာတဲ့တကယ်တမ်းကျတော့တပည့်တော်ကအဲ့တုန်းကဒကမကိုကြောပိုးလာတော့ဟုတ်တယ်ဗျာတဲ့အဲ့တုန်းကတော့အာပတ်သိတာမှန်တယ်ဒါပေမဲ့တပည့်တော်ကဟိုဘက်ကမ်းမှာရောက်တော့ဒကမချထားခဲ့လိုက်ပြီအဲ့ဒီတက်ကတပည့်တော်ခေါင်းထဲမှာအဲ့ဒီကိစ္စမရှိတော့ဘူးဖေဟာတပည့်တော်ကအဲ့ဒီတက်ကဟိုဘက်ကမှထားခဲ့တကယ်ထမ်းထားတာကအရှင်ဘုရားကခုထိထမ်းတာတော့ဖေဟာဩကြည်စမ်းမှန်လိုက်တာနော်